နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနဲ့အတူဒီကနေ့မနက်ပိုင်းကရှုခင်းသာလမ်းနှင့်ကျွမ်းပြည်လမ်းတစ်လျှောက်တန်ရှင်းရေးစောင့်နေမှုများကို၎င်းလွတ်လပ်ရေးစုတောင်းပြည်စီပြည်ဝင်အတွင်းနှင့်စီဒီပတ်ဝန်းကျင်ရှိအမိုက်တဲ့များရှင်းလင်းဖယ်ရှားနေမှုကို၎င်းကြီးစုအားပေးပါသည်အဲဒီမှာတစ်စဉ်ဒုတိယဝန်ကြီးနဲ့ဖွဲ့ဟာမဟာဗောဓိညောင်မေဇီဒီတော်ပြည်ဝင်အတွင်းနှင့်စီဒီပတ်ဝန်းကျင်ဒီတစ်ဝိုက်လမ်းဘေးဝဲရာရှိအမိုက်တဲ့များရှင်းလင်းဖယ်ရှားနေမှုနှင့်ကျုံနယ်ပိတ်ပေါင်းများပုတ်တွင်ရှင်းလင်းနေမှုကို၎င်းအကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးဆုံးရှုံးခဲ့တဲ့ဌာနဆိုင်ရာဝန်ထမ်းအရာများရဲတပ်ဖွဲ့ဝင်များစက်တင်ပစ္စည်းများဆောင်နေမှုနဲ့တန်ရှင်းရေးဆောင်နေမှုကို၎င်းဒေသခံပြည်သူများရဲ့အနေအများပြုပြင်နေမှုကို၎င်းကြီးစုအားပေးပြီးစုပေါင်းတန်ရှင်းရေးဆောင်နေသူတဲ့ဆောင်ရွက်နေတဲ့ဌာနဆိုင်ရာဝန်ထမ်းများအားစုစုပေါင်းအင်အား253တို့အားမုံနှင့်ချိုရီများဝေငှပေးခဲ့ပါတယ်ချင်းပြည်နယ်ပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးကော်မတီဦးဆောင်မှုဖြင့်ဖလန်းမြို့ပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးလုပ်ငန်းများကိုရှင်ရုံမြင့်တင်ဆောင်ရွက်လျက်ရှိပြီးအကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးသွားတဲ့ဒေသခံတွေများပြည်내ပြုပြင်ရန်ဘီလက်မြေတွန်းနှင့်တွရိုက်တံများပျက်စီးဆုံးရှုံးမှုလိုက်ထောက်ပံ့ပေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ